celebrity မဟုတ်ဘဲနဲ့ online ပေါ်မှာ video တပုတ်တင်တာနဲ့မြန်မာငွေ12သိန်းကျော်ရတယ်ဆိုလို့ရှိရင်ယုံလားအဲ့ဒါတခြားလူမဟုတ်ဘူးမင်္ဂလာပါရှင်ဗီဒီယိုလေးတွေကိုအစင်မပြတ်တင်ပေးသွားမှာမို့နေရွေရှင် YouTube channel လေးကို subscribe ပြီးလုပ်ပေးသွားပါအောင်နော်ကျွန်တော်ပါเนาะအဲ့တော့ video တပုတ်တင်တာနဲ့မြန်မာငွေ12သိန်းကျော်ဘယ်လိုရလာလဲဒီကိစ္စတွေမပြောခင်မှာကျွန်တော်တို့အရင်ဆုံးနားလည်ထားရမှာကအခုဒီဘက်ခေတ်က digital ခေတ်ပေါ့နော် digital platform တွေပေါ်ကိုအမိပြုတ်ပြီးတော့လူတွေကစီးပွားရှာကြတယ်အဲ့တော့ကျွန်တော်အခုဒါ TikTok channel မှာစကားပြောနေတယ်ဒီဗီဒီယိုကိုကြည့်တဲ့လူတွေများလေကျွန်တော်ဝင်ငွေပို့ပြီးတော့တိုးလေဖြစ်လိမ့်မယ်ထိုနည်းတူပဲ TikTok မှာမဟုတ်ဘူး Facebook တွေ YouTube တွေ Instagram တွေဒီလိုမျိုး platform တွေအကုန်လုံးက creator တွေကိုသူတို့အနေနဲ့ bonus တွေပေးတယ်ပေါ့နော်အဓိက creator rewards တွေပြီးလို့ရှိရင် monetization အောင်နေဆိုလို့ရှိရင်သူတို့တွေကငွေပြန်ပေးတယ်ခုရှိတာကအခုနောက်ပိုင်းဒီ online တွေမှာခဏမကြတွေ့လာတာက Facebook marketing training တို့ TikTok marketing master တို့ program တွေအများကြီးတက်လာတယ်ဒီ program တွေရဲ့နောက်ွယ်မှာကြော်ညာသူတွေကသူတို့ဒီလိုမျိုးသင်ကြားရေးလုပ်ပေးတယ်သူတို့ပြောပြတဲ့နေ့လိုက်လုပ်လို့ရှိရင်ဒီလိုဝင်ငွေတွေဝင်မယ်ဆိုပြီးတော့များသောအားဖြင့်ပြောတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီမှာမဝင်ဘူးလို့လုံးဝယတိပြတ်ပြောပါမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ကိုယ်တိုင်လည်းဒီပေါ်မှာငွေရတကယ်လက်ရှိဝင်ငွေတွေအများကြီးဝင်နေတယ်။သို့တော့လူတိုင်းဝင်ဖို့ဆိုတာတော့မဖြစ်နိုင်။ဒါကိုကျွန်တော်တို့နားလည်ထားရမယ်။ online ပေါ်မှာငွေရှာခြင်းတယ်ဆိုလို့ရှိရင်နံပါတ်1အချက်ကဒီ digital tools တွေ features တွေကိုတေချာကြနနသုံးတတ်ဖို့အဲ့ဒါကအရေးမကြီးဘူး။ဘယ် trend တွေဘာတွေကိုနားလည်ဖို့ဆိုတာလည်းအရေးမကြီးသေးဘူးအရေးကြီးတာဘာလဲဆိုတော့ကို share တဲ့အကြောင်းအရာကလူတွေစိတ်ဝင်စားမှုဘယ်လောက်ထိရှိလဲဆိုတာကပို့ပြီးတော့အရေးကြီးတယ်ကျွန်တော်ဆိုလို့ရှိရင်ငွေရတဲ့ video တွေ share တယ် money နဲ့ပတ်သက်တဲ့เนาะ finance နဲ့ပတ်သက်တဲ့ knowledge တွေ share တယ်ကျွန်တော်ရဲ့ audience ကများသောအားဖြင့် retail နဲ့လိမ့်မယ် hype ဖြစ်တဲ့အကြောင်းအရာကြီးကျွန်တော်မပြောဘူးလူတွေစိတ်ဝင်စားမှုအရင်မြင့်တက်တဲ့အကြောင်းအရာကိုကျွန်တော်မပြောဘူးအဲ့ဒါဘာလဲဆိုလို့ရှိရင်အခုဒီဗီဒီယိုကြည့်လိုက်ပါခင်ဗျားအနေနဲ့ဒီသချင်းကိုနားထောင်ပြီးဒီဗီဒီယိုကိုဖွင့်ပြီးတော့ဆော့မယ်ဆိုလို့ရှိရင်တေချာပေါက်ငွေဝင်လိမ့်မယ်ဒါတစ်ခုနောက်တစ်ခုကကြတော့ multi level marketing သမားတွေလောက်တာငွေတွေသိန်းထောင်ချီဝင်နေပြီကျမရဲ့ဘွားကတော့ဘလို့လှဝါပြီခင်ဗျားတို့လည်းကျွန်တော်နဲ့အတူတူလိုက်ပြီးတော့လက်တွဲလိုက်ပါဒါတစ်ခုနောက်တွေ့ရမှာက trader lifestyle သူတို့တွေဘလို့အောင်မြင်နေပါပြီဘလို့မျိုးအကျိုးမြတ်တွေရနေပါပြီသူတို့နဲ့လက်တွဲတဲ့လူတွေဘယ်လောက်တောင်မှကြီးပွားချမ်းသာသွားပါပြီဆိုတော့အဲ့ဒါတွေအကုန်လုံးက hook တွေပဲ hook ဆိုတာကလူတွေကိုစိတ်ဝင်စားမှုမြင့်တက်အောင်လို့မျှော်လင့်ချက်တွေပေးပြီးတော့အဲ့ဒီမျှော်လင့်ချက်ပေါ်မှာစီးပွားရှာ blockchain အကြောင်းတွေပြောတယ် finance အကြောင်းတွေပြောတယ်ပြီးတော့ကျွန်တော်တို့ budgeting အကြောင်းတွေပြောတယ်ဒါတွေအကုန်လုံးကကျွန်တော်အကောင့်စဖွင့်နေတာအခုလက်ရှိချိန်ကြီးပြောနေတဲ့အကြောင်းရတယ်အခုနောက်ပိုင်းဆိုလို့ရှိရင်ပို့ပြီးတော့ကျွန်တော်ရဲ့ဒီ videoပြီးတော့ content trend တွေပို့ပြီးပြောင်းလာသတိထားမိလိမ့်မယ် macro economics တွေကျွန်တော်ပြောတယ်ဆိုတော့အဲ့ဒီအကြောင်းအရာတွေပဲကျွန်တော်က focus ထားပြီးပြောတယ်ကျွန်တော်ကိုယ်တိုင်က trading လုပ်နေတာ investment လုပ်နေတာ angel investor ပေါ့နော်ဆိုတော့ကျွန်တော်ဘာကြောင့်မလို့ portfolio တွေခဏမပြလဲကျွန်တော်လုပ်နေတဲ့ကင်နေတဲ့အရာတွေငွေဘယ်ကနေဝင်နေတဲ့အရာတွေကျွန်တော်ဘာကြောင့်မပြလိုက်တယ်ဆိုလို့ရှိရင်တေချာပေါက်လူတွေကစိတ်ဝင်စားမှာပဲဒီလူကတော့ဝင်ငွေဘယ်လောက်ရနေပြီငါဒီလူပြောတဲ့ဟာကိုလိုက်လုပ်လိုက်တယ်ဆိုလို့ရှိရင်တေချာပေါက်ငါလည်းဝင်ငွေရအဲ့ဒီအခါမှာကျွန်တော်ပို့ပြီးတော့ရလိမ့်မယ်လက်ရှိမှာဆိုရင်ကျွန်တော်မှာသင်တန်းကျောင်းတစ်ခုတည်ထောင်ထားတယ်သင်တန်းကျောင်းကနေပြီး program တွေ run နေတယ် university တစ်ခုနဲ့လည်းကျွန်တော်ချိတ်ဆက်ထားတယ်အဲ့ဒီ university ကကျောင်းလာတက်တယ်ဆိုလို့ရှိရင်အလုပ်ကင်ခွင့်လဲနောက်ဆုံးရတဲ့အထိကျွန်တော်တို့ဘက်ကနေပြီးတော့ visa လျှောက်ပေးတာအဲ့လူကိုလုပ်ငန်းဝင်နဲ့ထည့်ပေးတာဒီအထိပါနောက်ဆုံးဆောင်ရွက်ပေးတယ်ဒါပေမဲ့ကျွန်တော်များသောအားဖြင့်ဒါတွေအကုန်လုံးကို social media မှာ casually ကျွန်တော်မပြောဘူးပြောလို့လည်းမရှိဘူးအကြောင်းကခုနကတော့ပြောတဲ့အတိုင်းပဲကျွန်တော်ဒါတွေပြောတယ်ပြတယ်ဆိုလို့ရှိရင်လူတွေကဟာငွေတွေဒီလောက်ထိဝင်နေပြီဒီလူရှိမှငါတေချာပေါက်လုံးမယ်အဲ့ဒီဟာကကျွန်တော်တို့ရှိမှအရန်အရေးကြီးတယ်တင်နန်းချောင်းတွေတက်လို့ရတယ်ဈေးကွက်ထဲမှာလည်းတကယ်ကိုကျွမ်းကျင်တဲ့တော်တဲ့ထက်မြက်တဲ့ဆရာကောင်းတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ဒီတင်နန်းသားတွေအနေနဲ့ user တွေအနေနဲ့လေ့လာတင်တာကတော့ကိုစပြီးတော့တင်နန်းတက်မဲ့ဆရာသမားကတကယ်ရောဒီတင်နန်းကိုသူကိုယ်တိုင်ကျွမ်းကျင်ပေါ့နော်ဒီဟာကနေပြီးငွေရှာနေတဲ့လူလားဒါမှမဟုတ်လို့ရှိရင်ဒီတင်နန်းကိုပဲဘန်းပြပြီးတော့အကျိုးမြတ်ရှာနေတဲ့လူလား
trading လောကမှာဆိုလို့ရှိရင်အခုခဏခဏတွေ့တယ်တကယ် trade နေတဲ့လူတွေမဟုတ်ဘူးဒီ channel မှာဆိုလို့ရှိရင်အများကြီးပဲဘာလို့နေလဲဆိုတော့ commission စားနေတာပေါ့နော်ဒါပုံဝင်လင်းပြောရမယ်ဆိုလို့ရှိရင်အဲ့တော့ငွေရှာဖို့ဆိုလို့ရှိရင်ဘာလိုအပ်လဲကျွန်တော်တို့ knowledge လိုအပ်တယ် skills လိုအပ်တယ် education လိုအပ်တယ်ဒီ၃ချက်ကကိုယ်မှာပထမအဆုံးရှိဖို့လိုတယ်အခုနောက်ပိုင်းဆိုလို့ရှိရင်လည်းဒါ AI နဲ့ပတ်သက်တဲ့သင်တန်းတွေအများကြီးပဲတက်လာတောက်လျှောက်ဆိုတော့လူတွေက AI အသုံးပြုပြီးတော့ YouTube ဗီဒီယိုတွေအများကြီးဖန်တီးလို့ရတယ်ရုပ်မပါဘဲနဲ့တစ်သက်လုံးငွေဝင်နေမယ်ဘာညာပေါ့နော်လောက်ကြဆိုတော့ကောင်းပြီမရှိဘူးလဲမဟုတ်ဘူးရှိတယ်အဲ့ဒီ model ကလည်းကြာရှည်ဟောင်းနှွမ်းနေပြီကဘာမှာတောက်လျှောက်သုံးနေကြတယ်ဒါပေမဲ့ပြဿနာရှိတာကကျွန်တော်တို့အဲ့ဒီ model တွေလမ်းစီတွေနောက်လိုက်မယ်ဆိုလို့ရှိရင် system လိုအပ်တယ် system ဆိုတဲ့စကားကိုကျွန်တော်ပြောပြီဆိုလို့ရှိရင်ဒီနောက်ခွဲမှာ run နေတဲ့လူကတစ်ယောက်ထက်အများကြီးရှိတယ်3ယောက်လည်းဖြစ်နိုင်တယ်5ယောက်လည်းဖြစ်နိုင်တယ်တင်းပိုကြီးလေပို့ပြီးတော့ run လုပ်ကောင်းတယ်အဲ့တော့ကျွန်တော်တို့ကဒီ system နဲ့ automation နဲ့ YouTube မှာရုံးမပါဘဲနဲ့TikTok မှာရုံးမပါဘဲနဲ့ video run နေတဲ့လူတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တကယ်ပတ်စံရနေတဲ့လူတွေကအဲ့လောက်ထိအတန်မထွက်ဘူးတယောက်တည်း run ပြီးတော့ဒါကိုဘန်းပြပြီးတော့ပတ်စံရှာပြီးတင်တန်းရောင်းစားလို့ရှိရင်ပို့ပြီးတော့အမြတ်ထွက်တယ်ဆိုတော့ဒါကကြီးစုတဲ့လူတွေစဉ်းစားဖို့လိုအပ်တယ်ကျွန်တော်အနေနဲ့ကတော့ကိုယ်တိုင်လည်းဒီကောင်နဲ့ပတ်စံနေဝင်တယ်ဒါကျွန်တော် proof ပြလို့ရတယ်ဘယ်လောက်ထိဝင်တယ်ဆိုတာလည်းအခုဒီမှာပြထားတယ်ဗီဒီယိုတစ်ပုဒ်နဲ့12သိန်းကျော်ရတယ်ဆိုတော့ဒီလိုပုဒ်တွေအများကြီးရှိတယ် trading ဆိုရင်လည်းပြီးခဲ့တဲ့တစ်လရက်ပေါင်း30 record ကိုဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒေါ်လာဘယ်လောက်ရတာလဲဒီမှာအမောင့်ရှိတယ်အဲ့ဒီအမောင့်ဆိုတော့ဒါကကျွန်တော်အကျိုးမြတ်တွေကိုယ်တိုင်ရှာထားလို့ဒီလိုမျိုးရက်တည်နိုင်တယ်ဆိုတာကိုပြအဲ့ဒီအတွက်ပြန်ပြီးတော့ညီကုန်းချုပ်ရလို့ရှိရင် education လိုတယ် knowledge လိုတယ် skills လိုတယ် AI နဲ့အသုံးပြုပြီးရှာမယ် okay ကိုလိုပဲ AI အသုံးပြုတဲ့လူကတခြားမှာလည်းရှိပြီဒီလူကလည်း AI သုံးပြီကိုကလည်း AI သုံးပြီကျွန်တော်တို့တွေအနာဂတ်မှာလူသားတွေရဲ့ creation က AI တက်ပို့ပြီးတော့တန်ဖိုးရှိလာလိမ့်မယ်အဲ့တော့ AI ကိုတေချာပေါက်အသုံးပြုပါအဲ့ဒီအသုံးပြုပြီးတော့ကိုယ်တိုင် own creation ဖြစ်အောင် unique ဖြစ်အောင်လို့ဖန်တီးပါဆိုလိုချင်တာသူများဗီဒီယိုတွေကို editing လုပ် cut လုပ်ပြီးလို့ရှိရင်ဒီဗီဒီယိုပေါ်တင်channel တွေပေါ်တင်အဲ့ဒါကရေးရှည်ခံမှာမဟုတ်ဘူးကိုလိုပဲသူတွေလည်းစဉ်းစားနေတာပဲဒီဇလန်ကဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့အမေရိကမှာ gold rush ဖြစ်တော့ကယ်လီဖိုးနီးယားမှာလူတွေကရွှေဝိုင်းပြီးတော့သွားတူးကြတယ်အဲ့ဒီအချိန်မှာ Levi's ကသူ့ရဲ့ဂျင်းပေါင်းဘီကိုရွှေတူးရဲ့လူတွေကိုရောင်းစားတယ် Levi's ကုမ္ပဏီကချမ်းသာတော့ရွှေတူးလို့ချမ်းသာတဲ့လူကနဲတယ်ဒီဇလန်ပါပဲ